အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ power bank တွေကိုရေရှည်အသုံးပြုလို့ရအောင်ဘယ်လိုထိန်းသိမ်းရမလဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်။ power bank တွေကိုအားကုန်တဲ့အထိမသုံးဘဲနဲ့20ရာခိုင်နှုန်းကနေပြီးတော့80ရာခိုင်နှုန်းအတွင်းအားပြန်သွင်းပေးတာဘက်ထရီကြီးကိုက်မှုကိုဇော်နေစေပါတယ်။ power bank ကိုအားပြန်သွင်းမယ်ဆိုရင်သူ့ရဲ့ input watt နဲ့ကိုက်ညီတဲ့အားသွင်းကြိုးပဲဒေတာရွေးချယ်သင့်ပါတယ်။ဥပမာ power bank ရဲ့ input watt က18 watt ပဲရှိရဆိုရင်အားသွင်းကြိုးကိုလည်း18 watt ပဲထွက်တဲ့အားသွင်းကြိုးနဲ့ပဲသွင်းပေးစေပါတယ်။အခုနောက်ပိုင်းထွက်တဲ့ဖုန်းအားသွင်းကြိုး45 watt တို့68 watt တို့နဲ့သွင်းမယ်ဆိုလို့ရှိရင် power bank ပူလာတာမျိုးတွေဖြစ်စေနိုင်ပါတယ်။နောက်ထပ်တစ်ခုက power bank တွေကိုအချိန်ကြာကြီးအားသွင်းထားတာမျိုးကလုံးဝမလုပ်သင့်ပါဘူး။တချို့ကညဘက်အိတ်တဲ့အခါမှာ power bank တွေဖုန်းတွေကိုအားသွင်းပြီးတော့အိတ်တက်ကြတယ်။ဒါမျိုးလုပ်တာကအချိန်ကြာလာတဲ့အခါမှာအပူလွန်ခဲ့ပြီးတော့ပောက်ကွဲစေနိုင်တဲ့အတွက်ကြောင့်မို့လို့လူကိုထိခိုက်စေနိုင်ပါတယ်။အဲဒါကြောင့်မို့လို့အချိန်ကြာကြီးအားသွင်းတာမျိုးကိုရှောင်ကျဉ်သင့်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ power bank တွေကိုနေပူထဲမှာအကြာကြီးထားတာအမြင့်ရနေပြုတ်ကျတာမျိုးတွေကဘက်ထရီဖောင်းတာမျိုးတွေဖြစ်စေနိုင်တဲ့အတွက်ကြောင့်မို့လို့ view ဆိုင်ပြီးကင်ကြဖို့လည်းလိုအပ်ပါတယ်။ကဲဒီအချက်လေးတွေသိသွားပြီဆိုရင်ကိုယ့်ရဲ့ power bank ကိုရေရှည်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးရှိရဆိုရင်လည်း comment မှာမှန်းခဲ့ပေးလို့ရပါတယ်။